အလောရှိမြတ်သခင်ကျွန်တော်တို့ကိုဒီဒုနီယာမှာပေးထားတဲ့တက်တန်းဒီအတိုင်းအတာတစ်ခုပဲဒုနီယာမှာပေးထားတဲ့တက်တန်းဒီအတိုင်းအတာတစ်ခုကအင်မတန်မှတူတောင်းတဲ့အတိုင်းအတာကိုအလ္လာဟ်ကပေးထားတယ်ဒီဇင်ဒဂီဟာ90-80ပဲဒီဇင်ဒဂီဟာ90-80ပဲအင်မတန်မှတူတောင်းတဲ့ဇင်ဒဂီကိုအလောရှိမြတ်သခင်ကျွန်တော်တို့ကိုပေးထားတယ်လေးစားတဲ့တာနာမိတ်ဆွေများခင်ဗျာကျွန်တော်တို့ဒီကနေ့အလ္လာဟ်ကျွန်တော်တို့ကိုအီမန်ချီးမြှင့်ထားတယ်ကျွန်တော်တို့အီမန်ရှင်နေမူမင်တွေဖြစ်တယ်ကျွန်တော်တို့အလ္လာဟ်ပေါ်မှာအီမန်ယုံကြည်တယ်အာမန်တူဘီလာဟီဝမလာအီကတီဟီဝကုတူဘီဟီဝရူဆူလီဟီကျွန်တော်အလ္လာဟ်ကိုအီမန်ယုံတယ်ဒါပေမဲ့ကျွန်တော်တို့အလ္လာဟ်ကိုကျွန်တော်တို့တခါမှကျွန်တော်တို့မျက်စိနဲ့ကျွန်တော်တို့မျက်ဝါးထင်ထင်တယောက်မှမမြင်ဘူးအဲ့ဒီတိုင်းပဲကျွန်တော်တို့ဖရစ်တာတွေရဲ့အပေါ်မှာအီမန်ယူတယ်ဖရစ်တာတွေကိုကျွန်တော်တို့မမြင်ဘူးအဲ့ဒီတိုင်းပဲဂျန်နတ်ကိုအီမန်ယုံထားတယ်အဲ့ဒီတိုင်းပဲဂျဟန္နမ်ကိုကျွန်တော်တို့ယုံကြည်တယ်ဒီတိုင်းပဲကျွန်တော်တို့အီမန်ယုံထားတဲ့အရာတွေအများကြီးရှိတယ်အဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လုံးဝဇင်ဒဂီမှာကျွန်တော်တို့တခါဘူးမှတော့ကျွန်တော်တို့မမြင်ဘူးနောက်ဆုံးကုန်ပြောရရင်ကျွန်တော်တို့လက်ခံယုံကြည်ထားတဲ့ကျွန်တော်တို့ရဲ့တမန်တော်မြတ်ကြီးဆလ္လာလဟ်အလัยဟိဝါစလမ်ကိုလည်းကျွန်တော်တို့မျက်ဝါးထင်ထင်ကျွန်တော်တို့တွေ့ဘူးတာမရှိဘူးကျွန်တော်တို့ဖရစ်တာတွေကိုလည်းမျက်ဝါးထင်ထင်တွေ့ဘူးတာမရှိဘူးအာခီရတ်ကိုလည်းကျွန်တော်တို့တွေ့ဘူးတာမရှိဘူးဒါပေမဲ့ကျွန်တော်တို့အဲ့ဒါတွေအားလုံးရဲ့အပေါ်မှာကျွန်တော်တို့အီမန်ယုံကြည်တယ်ဒါပေမဲ့လေဒီနေ့ဘလောက်အံ့ဩစရာကောင်းလဲဆိုလို့ရှိရင်အလောရှင်မြတ်သခင်ဟာအဲ့ဒီအရာတွေအားလုံးကိုဖုံးကွယ်ထားပြီးမဲ့အလ္လာဟ်ကကျွန်တော်တို့ရဲ့အပေါ်မှာမောတ်ဆိုတဲ့တည်ခြင်းတရားကိုပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားအလ္လာဟ်ပြတာကျွန်တော်တို့မျက်စိနဲ့အလောရှင်မြတ်သခင်ဟာမောတ်ကိုတွေ့မြင်စေတယ်မောတ်ကိုကျွန်တော်တို့ရဲ့မျက်စိနဲ့မျက်ဝါးထင်ထင်တွေ့မြင်စေတယ်ကျွန်တော်တို့မိတ်ဆွေတွေအများကြီးကျွန်တော်တို့ဆွေမျိုးသားချင်းတွေအများကြီးကျွန်တော်တို့မိသားစုတွေအများကြီးကိုကျွန်တော်တို့တွေ့ရတယ်သူတို့ဆေးရုံမှာဆရာဝန်ကသူတို့ကိုနောက်ဆုံးလက်လျှော့လိုက်ပြီးအိမ်ပြန်ခေါ်သွားလိုက်လို့ပြောလိုက်တဲ့အခြေအနေတွေကျွန်တော်တို့ကြုံရတယ်ကျွန်တော်တို့ရဲ့လက်ပေါ်မှာဆုံးပါသွားတဲ့ဆွေမျိုးသားချင်းတွေမိသားစုတွေကျွန်တော်တို့ကြုံရတယ်ကျွန်တော်တို့ရဲ့အိမ်နီးနားချင်းတွေအများကြီးဂျနာဇာတွေကျွန်တော်တို့လိုက်ပို့ခဲ့ရတယ်မနေ့တနေ့ကပဲစကားပြောနေတယ်မနေ့တနေ့ကပဲကျွန်တော်တို့တယောက်နဲ့တယောက်ရီမောမောပျော်ပျော်ရွှင်ရွှင်ကျွန်တော်တို့တွေ့ဆုံနေတယ်ဒါပေမဲ့ဒီနေ့သူ့ရဲ့ဂျနာဇာကိုကျွန်တော်တို့တွားဖတ်နေရတယ်သူ့ရဲ့ဂျနာဇာကိုကျွန်တော်တို့တွားထမ်းနေရတယ်သူ့ကဘာမှာတွားပြီးတော့ကျွန်တော်တို့ဇီယာရတ်လုပ်နေရတယ်ဒီလိုမျိုးမြင်ကွင်းတွေကျွန်တော်တို့အများကြီးမြင်ရတယ်ဒါပေမဲ့ကျွန်တော်တို့တိတ်အံ့ဩစရာကောင်းတာကကျွန်တော်တို့ကအဲ့ဒီလိုမောက်ကိုမျက်ဝါးထင်ထင်မြင်ပါလက်နဲ့ကျွန်တော်တို့ကတည်ခြင်းတရားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မှလုံးဝပြင်ဆင်မှုမရှိဘူးဒီမောက်ကိုကျွန်တော်တို့မျက်ဝါးထင်ထင်မြင်ပါလျက်နဲ့အာခီရတ်နဲ့ပတ်သက်ပြီးကျွန်တော်တို့တရားရီလောက်တာအစင်တစ်လောက်တာကျွန်တော်တို့မရှိဘူးဒုနီယာရဲ့စီးစိမ်တွေအနောက်မှာကျွန်တော်တို့ရစ်မှုရင်းနဲ့ဒုနီယာအနောက်ကိုလိုက်နေတယ်ဘယ်လိုရှိမဲ့တခင်ကုရ်အာန်ထဲမှာအမိန့်ရှိတယ်ဘယ်တူစီရူနလ်ဟယာတ်ဒုနီယာအတင်တို့ဟာဒုနီယာရဲ့ဇင်ဒဂီကိုဦးစားပေးနေကြတယ်ဒီဒုနီယာရဲ့ဘဝတတ်တမ်းကိုဦးစားပေးနေတယ်ဒီဒုနီယာရဲ့ဘဝတတ်တမ်းဆိုတာကအင်မတန်မှတူတောင်းတဲ့အရာပဲဒီဒုနီယာရဲ့ဘဝတတ်တမ်းဆိုတာကမတည်မြဲတဲ့အရာပဲအဲ့ဒီမတည်မြဲတဲ့အရာကိုအတင်တို့ကဦးစားပေးနေကြတယ်ဒုနီယာမှာအိမ်တလုံးပိုင်တဲ့လူကနောက်အိမ်တလုံးပိုင်အောင်ကြိုးစားခြင်းနဲ့ပတ်စံသိန်း100ရှိတဲ့လူကသိန်း200ဖြစ်အောင်ကြိုးစားဖို့ဒီဒုနီယာအနောက်ကိုလိုက်နေတယ်အဲ့ဒီတိုင်းပဲကားတစ်စီးရှိတဲ့လူကနောက်ထပ်ကားတစ်စီးပိုင်မှုကြိုးစားနေတယ်အဲ့ဒီတိုင်းပဲမော်ဒယ်မြင့်ကားတွေဆက်လက်ပိုင်ဆိုင်မှုကြိုးစားနေတယ်စသဖြင့်ဒုနီယာရဲ့အနောက်ကိုလိုက်နေတယ်ကျွန်တော်တို့ဒုနီယာရဲ့စီးစိမ်အနောက်ကိုပဲလိုက်ရင်းနဲ့ကျွန်တော်တို့ဂဖလတ်ရဲ့ဇင်ဒဂီမှာကျွန်တော်တို့မီလီယံနေတဲ့ဇင်ဒဂီမှာအာခီရတ်နဲ့ပတ်သက်ပြီးတော့ပြင်ဆင်ရမှမသိပဲနဲ့ကျွန်တော်တို့အဲ့ဒီလိုဇင်ဒဂီမျိုးကိုကျွန်တော်တို့ကြားရောက်နေတယ်ကျွန်တော်တို့ဒုနီယာအနောက်ကိုပတ်စံမရှာရဘူးအဲ့ဒီတိုင်းပဲအိမ်ကောင်းကောင်းမဝယ်ရဘူးဒါတွေကိုဆိုလိုနေတာမဟုတ်ဘူးဒါတွေလောက်ခွင့်ရှိတယ်အိမ်တွေလည်းကျွန်တော်တို့လိုအပ်တယ်ငွေကြီးလိုအပ်တယ်အစည်းအဝေးတော့ကားတွေကျွန်တော်တို့အတွက်လိုအပ်တယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီဟာရှိပြီးတော့ကျွန်တော်တို့မောက်ကိုမေ့သွားလို့မရဘူးကျွန်တော်တို့အာခီရတ်ရဲ့ဇင်ဒဂီကိုကျွန်တော်တို့မေ့သွားလို့မရဘူးဒါတွေကိုလည်းကျွန်တော်တို့တရားရီလုပ်နေရမယ်ဒုနီယာမှာဒီလိုအများကြီးကျွန်တော်တို့မြင်ဘူးတယ်အိမ်တစ်ဆက်ဆက်ကြီးစောက်လိုက်တယ်ဒါပေမဲ့အဲ့ဒီအိမ်တစ်ဆက်ဆက်မှာ तू နေခွင့်မရတော့ဘူးသူပတ်စံနေအများကြီးချမ်းသာတယ်ကားဝယ်စီးဖို့အတစ်ဆက်ဆက်ကားတူဝယ်စီးဖို့မော်ဒယ်မြင့်ကားကိုတူဝယ်စီးဖို့သူပလန်နေရှိခဲ့တယ်ဒါပေမဲ့သူဝယ်စီးနိုင်ပါတယ်ဒါပေမဲ့စီးခွင့်မရခဲ့ဘူးအဲ့ဒီတိုင်းပဲသူ့ရဲ့လက်ဝတ်ရွှေငွေလက်ဝတ်ရတနာတွေအများကြီးပိုင်ဆိုင်ခဲ့တယ်သူအသုံးချခွင့်မရခဲ့ဘူးစသဖြင့်ဒီလိုဒုနီယာမှာကျွန်တော်တို့အများကြီးမြင်ဘူးတယ်အဲ့တော့ကျွန်တော်တို့ကဒီဒုနီယာရဲ့ဇင်ဒဂီတွေကိုဦးစားပေးနေကြတယ်ကုရ်အာန်ထဲမှာအလောရှိမြတ်သခင်အမိန့်ရှိတယ်ဘယ်တူစီရူနလ်ဟယာတ်ဒုနီယာ
ဝလ်အာခီရတုခိုင်ရွန်ဝအဘကာမင်းတို့ဟာဒုနီယာရဲ့ဇင်ဒဂီကိုဦးစားပေးနေတယ်တကယ်တမ်းမှာတော့တဲ့အာခီရတ်ရဲ့ဇင်ဒဂီကဝလ်အာခီရတုခိုင်ရွန်ဝအဘကာအာခီရတ်ရဲ့ဇင်ဒဂီကမင်းတို့အတွက်ပိုကောင်းတယ်ဒီဒုနီယာရဲ့ဇင်ဒဂီကဘာမှမဟုတ်ဒီဒုနီယာရဲ့ဇင်ဒဂီခဏလေးကုံဆုံးတော့မှာဘာမှတိတ်ကောင်းတဲ့ဇင်ဒဂီမဟုတ်ဒီမှာရှိနေတဲ့စီးစိမ်တွေဟာစီးစိမ်အစစ်အမှန်တွေမဟုတ်ဒီမှာရှိနေတဲ့အရာတွေဟာစစ်မှန်တဲ့အရာတွေမဟုတ်အဲ့တော့ဝလ်အာခီရတုခိုင်ရွန်အာခီရတ်ဒီအကောင်းဆုံးနေရာဖြစ်တယ်စီးစိမ်အာခီရတ်ရဲ့စီးစိမ်ကအကောင်းဆုံးပဲအရာတွေအာခီရတ်မှာရရှိမဲ့အရာတွေအကောင်းဆုံးပဲခိုင်ရွန်ဝအဘကာအဲ့ဒီအာခီရတ်ဒီအမြဲတမ်းကြံရှိနေမဲ့နေရာဖြစ်တယ်ဒီဒုနီယာဆိုတာပျက်စီးသွားမှာဒီဒုနီယာမှာခဏတာနဲ့ကျွန်တော်တို့အချိန်ကြီးကုံဆုံးသွားမှာအာခီရတ်ဆိုတာဝအဘကာအမြဲတမ်းကြံရှိနေမဲ့နေရာအမြဲတမ်းတည်မြဲနေမဲ့နေရာဖြစ်တယ်လေးစားတဲ့ဒါနာမိတ်ဆွေများခင်ဗျာကျွန်တော်တို့ mouth နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နေ့စဉ်တွေ့ရတယ်ကျွန်တော်တို့ဆွေမျိုးသားချင်းတွေရဲ့အများကြီးကဘာဒီဒဖန်ကျွန်တော်တို့လုပ်ပေးခဲ့တယ်မိတ်ဆွေတွေအများကြီးရဲ့ဂျနာဇာတွေကျွန်တော်တို့ဖတ်ပေးခဲ့တယ်သူတို့ရဲ့မရက်တွေကိုကျွန်တော်တို့ထမ်းခဲ့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကတန်ဝေကမရအောင်ဒီကဘာတွေကိုကြည့်ပြီးတော့ကျွန်တော်တို့တန်ဝေကမရအောင်ကျွန်တော်တို့ကတမန်တော်လမ်းညွှန်ထားတဲ့လမ်းညွှန်ချက်တွေအလ္လာမိတ်မာထားတဲ့မိတ်မာချက်တွေပေါ်မှာကျွန်တော်တို့ကမလိုက်နာပဲနဲ့ကျွန်တော်တို့ကအဲ့ဒီလမ်းကိုမလျှောက်ပဲနဲ့ကျွန်တော်တို့ဂဖလတ်ရဲ့ဇင်ဒဂီအဲ့ဒီတိုင်းပဲရှိုက်တန်နဲ့နဖ်ဆရဲ့စိတ်ရိုင်းရဲ့တောင်းဆိုချက်တွေရဲ့အနောက်မှာကျွန်တော်တို့လိုက်ရင်နဲ့ကျွန်တော်တို့အာခီရတ်ကိုမေ့နေကြတယ်အာခီရတ်ကိုပြန်လဲရမှမသိကျွန်တော်တို့ဖြစ်နေကြတယ်ကျွန်တော်တို့တနေ့တင်ရမယ်ဆိုတာကိုမသိဘဲနဲ့ကျွန်တော်တို့မေ့နေကြတယ်ဒါတွေကိုကျွန်တော်တို့အမြန်ဆုံးကျွန်တော်တို့သတိချက်ပြီးတော့ကျွန်တော်တို့ဟာအာခီရတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တည်ဖို့နောက်ဆုံးထွက်တဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟာဂျန်နတ်အရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စူးစမ်းရမယ်ဟရှာနီမှာဘလို့ရင်ဆိုင်ရမလဲဆိုတာကျွန်တော်တို့ဖီကီလုပ်ရမယ်ဒါတွေကျွန်တော်တို့အတွက်အရေးကြီးတယ်ကဘာရဲ့အဇာဘ်တွေကိုကျွန်တော်တို့လွတ်မြောက်ဖို့ဘလို့ကြိုးပမ်းရမလဲဒါတွေကျွန်တော်တို့တရားရီလုပ်ရမယ်အလောရှင်မြတ်သခင်ကျွန်တော်တို့အားလုံးကိုကဘာရဲ့အဇာဘ်ဟရှာရဲ့ပြင်းထန်မှုတွေကနေအလ္လာဟ်ဟီဖာဇတ်လုပ်တော်မူပါစေ